အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ခုပြပေးမယ့်ကားလေးကတော့16ပေအမှန်ရှစ်ပတာလေးပြောင်းပြည့်160နဲ့ကားချောလေးပဲဖြစ်ပါတယ်ကားရဲ့ပတ်ပတ်လေးကိုတစ်ချက်ပြပေးပါမယ်ဒီကောင်လေးကတော့တန်ဘော်ရီပကားနဲ့အတောင့်စင်လေးဖြစ်ပါတယ်ဒီကောင်လေးကပကြီးလေးနဲ့အယောင်သွေးစုံလင်ပါတယ်မိမကြိုက်လည်းဖြစ်ပါတယ်ဒါလေးကတော့သူ့ရဲ့နောက်တစ်ကပိတ်လေးပါတစ်ကပိတ်ကလည်းပကြီးလေးနဲ့ပါပဲခင်ဗျာဒီကောင်လေးကလည်းကောင်းတာ၄တန်ဝဲပတ်လည်နဲ့6ပေါက်တန်းကြီးဖြစ်ပါတယ်ဗမာခွာလဲပြောင်းပြီးသားပါခွာတိုင်းအကြီးနဲ့ပါပဲဗျာလက်တင်မောင်းပါပဲခင်ဗျာပြီးတော့ဒီကောင်လေးကလည်းခါစားဖို့ထိုင်ပြီးသားပါဗျာလေးဦးပါပြီးသားပါစားဖို့ထိုင်ပြီးသားပါဗျာဖရင်ကအပေါ်ပိုးပြီးသားပါဘာဆိုဘာမှလုပ်เสียမလို့ပါဘူးကားရဲ့ညာဘက်အတွင်းကလေးကိုတစ်ချက်ပြပေးပါမယ်ဒါလေးကတော့သူ့ရဲ့ညာဘက်အတွင်းကလေးပါဖောက်ရဆက်ရဖြတ်ရဘာမှမပါပါဘူးဖြတ်ဆက်လည်းဘာမှမလုပ်ထားပါဘူးဒီကောင်လေးကလက်တင်ကြော့ကဂရိတ်ဆုံးဖြစ်ပါတယ်လက်တင်လေးလည်းပါပါတယ်ကြော့ကကလည်းအပြည့်ပါပဲခင်ဗျာပြကြားမှလည်းသူကခေါက်ကလေးလည်းပါပါတယ်ဒီကောင်လေးကဆိုဂီယာ6ချက်ပဲဖြစ်ပါတယ်သူရဲ့စီရတိုင်းအောက်တွေလည်းဘာမှမရှိပါဘူးပေါက်ရတွေဘာမှမရှိပါဘူးရုပ်အောက်မှာလည်းဘာဆိုဘာမှပေါက်ရဖားရတွေဘာမှမရှိပါဘူးဖြတ်ဆက်လည်းမရှိပါဘူးခင်ဗျာဒါတော့သူ့ရဲ့အင်ဂျင်လေးပါအင်ဂျင်အရေးသူကလည်းဝင်းရနေရမှာပဲဒီကောင်လေးကဆိုဘီရ160လေးနဲ့ပါ180ပြီးရင်160ဆိုအင်ဂျင်လည်းမသေးပါဘူးဗျာဒီကောင်လေးကလည်းဝိုက်ကူလာအလဲလေးနဲ့ပါပဲဗျာဒါလေးကတော့သူ့ရဲ့ frame chassis လေးပါကညနာရင်စစ်ပြီးသားပါခင်ဗျာ license လည်းတက်တန်းတူပြီးသားပါအဲ့တော့သူ့ရဲ့ညာဘက် body ပါအကြည့်ပတ်လည်းနဲ့တန် body ဘက်ကအတောင့်စင်လေးပါပဲခင်ဗျာကလုံးဝအချော်ယူပါအယောင်သွေးစုံလင်ဆူဆူလေးပါဗျာဒါလေးကတော့သူ့ရဲ့ဘက်တကားဝင်အတွင်းလေးပါဗျာရုပ်ချက်စီလေးမှလည်းရှင်းစစ်ပြီးအမတ်တစိတ်လေးပါပါတယ်အတွင်းထဲမှာလည်းပေါက်ရအားရတွေဘာမှမရှိပါဘူးဒါလေးကတော့တကားချက်စီလေးပါအကုန်တူတူပါပဲခင်ဗျာ82လေးနဲ့ထွက်ပါတယ်ဒီကောင်လေးကဆိုရင်မီလီမီတာလဲ6816အမှန်ကြီးထွက်ပါတယ်အတွင်းထဲမှာလည်းကူရှင်တွေပါအကုန်လုပ်ပြီးသားပါထိုင်ကုန်အသစ်ကလေးနေပါခင်ဗျာနှစ်သားရောင်လေးနဲ့ပါဒီကောင်လေးကဆိုရင်ပြေကညနာမှာလည်းတက်တန်းတူပြီးသားရင်စစ်ပြီးသားပါဗျာတက်တန်းဒီကောင်က2026 9လပိုင်းထိတက်တန်းရှိပါသေးရဲ့ဗျာအဲဆိုဘာမှလုပ်เสียမလို့ပါလက်တင်မောင်းပါပဲဗျာ16ပေလုံးဝအမှန်ကြီးပါဗျာအတွင်း body အကျယ်တွေက16ပေအပြည့်ရှိပါတယ်ခင်ဗျာကားနဲ့ပတ်သက်လို့အသေးစိတ်ထပ်ပြီးသိချင်မေးမြန်းလို့ပါကကျွန်တော်ရဲ့ Facebook page မှာလည်းမေးလို့ရပါတယ်TikTok CV နဲ့လာရောက်မေးမြန်းလို့ရပါတယ်ဒါမှမဟုတ်ဖုန်းဆက်ပြီးလည်းမေးလို့ရပါတယ် Viber အနေနဲ့မေးလို့ရပါတယ်ဆက်ပြမယ်ဖုန်းနံပါတ်လေးကတော့96895946ဖြစ်ပါတယ်ခင်ဗျာအခြားသော10ပေ12ပေ14 16 21ပေအထိကားများကိုတနေရာထဲမှာအစုံလုံးကြည့်လို့ရပါတယ်ခင်ဗျာကျွန်တော်ရဲ့လမ်းလိပ်စာလေးကတော့88ရန်မန်လန်းဟောင်းရန်ကုန်မလေးဝိုင်းဘက်အရှိပါပေါ့ဗျာတုံကာဝင်လန်တဲ့တောင်းပါကြည့်လို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ